မင်းတို့ကြက်ကြက်ပတ်ထားပါလောကကြီးမှာစိန်ခေါ်ခြင်းကိုလက်မခံဝင်လို့ရှိရင်မင်းလောကကြီးမှာထွက်သွားလိုက်ပါစိန်ခေါ်ခြင်းကိုလက်ခံနိုင်မှတတ္တိရှိတယ်လို့ခေါ်တယ်တတ္တိရှိတယ်ဆိုတာစိန်ခေါ်ခြင်းကိုလက်ခံနိုင်တယ်စိန်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှိရင်မင်းလောကကြီးမှာအောက်တန်းမှာနေပါဘယ်တော့မှအထက်တန်းမှာမပြောပါနဲ့အဲ့ဒါမင်းတို့ပတ်ထားစိန်ခေါ်တာကိုလက်ခံမင်းလောကကြီးမှာနော်တတ္တိရှိတဲ့လူတွေအတွက်သာလေနေရာရှိတယ်နော်တတ္တိမရှိတဲ့လူတွေအတွက်နေရာမရှိဘူးတတ္တိရှိတယ်ဆိုတာဘယ်လိုလူတွေလဲစိန်ခေါ်ခြင်းကိုလက်ခံဝင်တယ်တန်ညွန်တစ်ခုကိုတစ်သားထဲမှာရက်လေတိုင်းဆိုလိုက်တော့တစ်သားတွေကိုတန်ညွန်ကဝင်သွားတယ်ဘာလို့ဆိုတော့တန်ညွန်ကမာတယ်တစ်သားကပြော့တယ်တန်ညွန်နေမှုအတွက်တစ်သားကနေရာဖယ်ပေးရတယ်ဒါပဲအဲ့တန်ညွန်ကိုကြောက်တုံးပေါ်လိုက်တော့တိုင်းဆိုကိုွေးသွားတယ်ကြောက်တုံးက sorry ပဲမင်းနဲ့ငါမာတယ်မင်းမာသလားပြောတာပြော့ရင်နေရာဖယ်ပေးလိုက်ပါမာရင်နေရာယူပါစိတ်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှိရင်မင်းလောကကြီးမှာလူမလုပ်ပါနဲ့